နဂါမင်းကိုကဲတင်ခဲ့တဲ့ဥဖိုးထောင်ကြီးကိုလူရဆူတောင်းရန်နဂါမင်းကပတံပြားတစ်လုံးလက်ဆောင်ပေးခဲ့သည်အကျင့်မကောင်းတဲ့ဦးလူဆိုးကတော့ဘလို့ဒုက္ခတွေနဲ့ကြုံတွေ့ခဲ့ရလဲဆိုတာသိချင်ရဲ့ပညာရှိလယ်သမားနဲ့နဂါမင်းကြီးဂတိဆိုတဲ့ပုံမြင်လေးကိုအဆုံးထိနားထောင်ကြည့်အောင်နော်ဟိုးရှိတုန်းကအေယာရီမီကန်းနာကရွာလေးရွာမှာဖိုးထောင်ဆိုတဲ့ရိုးသားပြီးဉာဏ်ပညာရှိတဲ့လယ်သမားကြီးတရားရှိခဲ့ဘူးတဲ့။တညစ်မှာတော့မိုးခေါင်လွန်းလို့လယ်ကွင်းတွေအကွဲပြီးရွာသူရွာသားတွေအခက်တွေ့နေကြတာပေါ့။ဒီနေ့မှာဖိုးထောင်ဟာမြေကမ်းနားမှာထိန်းခွေရင်ထူးဆန်းတဲ့အထံကြီးတစ်ခုကိုကြားလိုက်ရတယ်။ကြည့်လိုက်တော့တဲတောင်ပင်ပေါ်မှာတောင်တင်နေတဲ့ကြီးမားလုံးနဲ့ငွေကြီးတစ်ကောင်။ဒါပေမဲ့တေချာကြည့်တော့မှအကြီးခွန်တွေကရွှေရောင်တောက်ပြီးဦးကောင်းမှာအမောက်နဲ့ငကိုင်းတစ်ကောင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ငကားမင်းဟာရေနေပြီးအားအင်ကုန်ခန်းကတေအာမူမူဖြစ်နေရှာတာပါ။ဖိုးထောင်ဟာကြောင်ရုံစိတ်ကိုဖေခွာပြီးတရဝါတစ်ကောင်ဘေးကင်းဖို့ကအဓိကပဲဆိုတဲ့စိတ်နဲ့ငကားမင်းကိုအနီးနားကမြစ်ထဲရောက်အောင်ခက်ခက်ခဲတွန်းပို့ပြီးခဲ့တယ်။ရေထဲရောက်သွားတဲ့အခါငကားမင်းဟာအားအိမ်တွေပြန်ပြေးလာပြီးလူရောင်ဖန်ဆင်းကဖိုးထောင်ကိုကြီးစုတင်စကားပြောပါတယ်။အိုးလေသမားကြီးတင်ဟာငါအသက်ကိုကယ်ခဲ့တယ်။ဒါကြောင့်တင့်ကိုစူလားတစ်ခုပေးချင်တယ်။ဒီမှာအလိုရှိရာတောင်းလို့ရတဲ့မော်ပတန်ပြားဒီကလုံး။ဒါပေမဲ့တတိထားရမှာကတနေ့ကိုစုတစ်ခုပဲတောင်းလို့ရမယ်။ပြီးလို့မင်းတောင်းသမျှစုတိုင်းကြီးနှစ်ဆကိုမင်းကိုမုန်းတီးတဲ့သူကရလိမ့်မယ်လို့ပြောပြီးပြကွယ်သွားခဲ့တယ်ဖိုးထောင်မှာသူနဲ့အပြိုင်လဲလုတ်တဲ့စိတ်ထားမကောင်းတဲ့အိမ်ကြီးချင်းဦးလူဆိုးဆိုတာရှိတယ်ဖိုးထောင်ကနအိမ်မှာစပားတွေပြပါစေလို့ဆုတောင်းရင်ဦးလူဆိုးအိမ်မှာစပားနှစ်ဆပြည့်သွားတယ်ဖိုးထောင်ကရွှေဦးတစ်လုံးရပါစေလို့ဆုတောင်းရင်ဦးလူဆိုးကနှလုံးရသွားတယ်ဖိုးထောင်ကတော့ရိုးသားသူမို့သူလေးရငါလဲရတာပဲလို့သဘောထားပေမဲ့ဦးလူဆိုးကတော့ဖိုးထောင်ကငါထက်အရင်ရနေရငါကနောက်မှရတာဆိုပြီးမကျေနပ်ပြန်ဘူးလူသဘောကခက်သားလားဖိုးထောင်ကတော့ရသမျှရွှေငွေတွေကိုရွာကစင်းရဲသားတွေကိုခွဲဝေပေးပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့တယ်တနေ့မှာဦးလူဆိုးဟာဖိုးထောင်ကိုပိုပြီးဒုက္ခရောက်စေခြင်းတဲ့စိတ်နဲ့ဖိုးထောင်စီသွားပြီးလောင်ပြောင်နေဟေ့ဖိုးထောင်မင်းကတော့တခုပဲရတာငါကနှစ်ဆစီရနေရမင်းဟာငါ့ကိုချမ်းသာအောင်လုပ်ပေးနေတဲ့ကြုံပဲလို့ပြောလိုက်တော့ဒီမှာနေဖိုးထောင်ကဦးလူဆိုးအေးမကောင်းတဲ့စိတ်ထက်ကိုတင်ငန်းစာပေးဟုဆုံးဖြတ်လိုက်တယ်ငကားမီးပေးတဲ့ပတံပြားကိုကင်ပြီးအခုလိုဆူထောင်းလိုက်ပါရဲ့အိုးငကားမင်းကျွန်ုပ်ရဲ့ခြံထဲမှာအလွန်နှက်တဲ့ရေတွင်းတွင်းထွက်လာပါစေလို့ဆူတောင်းလိုက်တော့ချက်ချင်းဆိုလိုဖိုးထောင်ရဲ့ခြံထဲမှာရေကြီးလင်းတဲ့ရေတွင်းတွင်းပေါ်လာတယ်။ဒါဆိုရင်ဦးလူဆိုးစီမှာဘာဖြစ်မလဲ။ဦးလူဆိုးရဲ့ခြံထဲမှာတော့ရေတွင်းတွင်းပြိုင်တူပေါ်လာတာပေါ့။ဦးလူဆိုးကဟာငါကနှစ်တွင်းတောင်ရတာဟေ့လို့ဝမ်းသာအားရအော်ဟိနေတော့ဖိုးထောင်ကနောက်ထပ်စုတစ်ခုထပ်တောင်းတယ်ဖိုးထောင်ကကျွန်ုပ်ရဲ့ခြံထဲကရေတွင်းကိုတဝက်ပဲရေပြေပါစေလို့ဆုတောင်းလိုက်တော့ဒါနဲ့ဦးလူဆိုးရဲ့ခြံထဲကရေတွင်းနှလုံးလုံးနှစ်ဆဆိုတဲ့ဂတိအတိုင်းရေတွေလျံတက်လာပြီးတစ်ခြံလုံးရေကြီးရာအိမ်မှာမျောပါမဲ့အခြေအနေဖြစ်သွားတော့တာပေါ့ဦးလူဆိုးဟာကြောက်လန့်တကြားဖိုးထောင်ကိုပြန်တောင်းမှန်ရတော့ပါတယ်ဖိုးထောင်ဟာစိတ်ရင်းကောင်းသူမို့ဦးလူဆိုးကိုခွတ်လွတ်လိုက်ပြီးမနာလိုစိတ်တွေဟာကိုယ့်ကိုယ်ပဲပြန်လောင်မြိုက်တတ်တယ်ဆိုတာကိုပြောပြခဲ့ပါတယ်။အဲဒီနောက်မှာတော့ရွာမှာမိုးတွေပြန်ရွာရေတွင်းတွေကလည်းရေမခမ်းတော့ပဲအားလုံးစီးစီးလုံးလုံးနဲ့အေးအေးချမ်းချမ်းနေထိုင်သွားကြပါတော့တယ်။